စစ်စစ်ကိုကချစ်ရလေသူမဖြစ်လို့ကြောင့်ကိုစိတ်နေရှင်းထန်တော့ပါမှပန်းစုချွေတောင်းငယ်တယ်မီတစ်ဖက်သက်ချစ်မျိုးဆိုတာလွေလေမမှုမျိုးရတယ်လို့ချစ်ရဲ့ချစ်ရောက်လေတော့ငဲ့ညာတနာကပေးစဖို့ဝင်လေးနေသူအတကူပုံငါပေးချစ်တဲ့သူမလေးအချစ်ငယ်စီသလားမီလိုက်လေပြေးလေပြေးလေဝေးလေမမိခင်တို့တွေ့ချင်နေတဲ့မီဘဝအဆအဆမပြေသူမီမဲလေးချစ်တဲ့ခင်နဲ့ကျင်နာမြတ်လို့တဲ့မြစ်တရားခွာတွေသစ္စာမှုတရားတွေမင်းပြောမောင်းထားနိုင်တယ်နေခုတော့ကိုလိုဘဝတွေတောင်းမြင်မှရွာတဲ့မိုးချီကျူးမဲ့ချစ်သွင်းအညူနဲ့အပြစ်နဲ့ဖြစ်ချင်သောဆန္ဒတစ်ခုနဲ့ကိုယ်စင်မြတ်တာညွှန်ဆိုခြင်းနဲ့လေမမိခင်တို့တွေ့ခွင့်ပေးပါမယ်မကျင်နာလို့တမင်ကွာပြေးခဲ့လေကျင်နာပြေးလေဖြေပါအကြောင်းဆက်ကောင်းမြတ်တယ်လို့သာဆုံးဖြတ်တော့ဘူးမြစ်ပြာအေးသစ္စာတရားကကိုယ်ရင်မာထားရှိနေလားမဘဝနေကြရှိတော်ညာလေခဏဆန္ဒတွေ့ဝင်လေးကိုမေတ္တာတရားတန်ဖိုးထားလို့မမေ့ခင်လေးဖြည့်ရှင်သေးတာတွေ့ဝင်လေးပါလားချစ်သူရဲ့ဘဝစစ်စစ်ကိုကချစ်ရလေသူအဖြစ်လူကြောင့်ကိုစိတ်နေရှင်းထန်တော့ပါမှပန်းစုချွေတောင်းငယ်ရမီတစ်ဖက်သက်ချစ်မျိုးဆိုတာလွေလေမမှုမျိုးရတယ်လို့ချစ်ရဲ့ချစ်ရောက်လေတော့ငဲ့ညာတနာကပေးစဖို့ဝင်လေးနေသူအတကူပုံငါပေးချစ်တဲ့သူကိုမလေးအချစ်ငယ်စီသလားမီလိုက်လေပြေးလေပြေးလေဝေးလေမမိခင်တို့တွေ့ချင်နေတဲ့မီကိုရနာတော့ညကိုဘဝအဆအဆမပြေသူမီမဲလေးချစ်တဲ့ခင်နဲ့ဒီနာမြတ်လို့တဲ့မြစ်တရားခွာတွေသစ္စာမှုတရားတွေမင်းပြောမောင်းထားနိုင်တယ်မီခုတော့ကိုလိုဘဝတွေတောင်းပြေမှရွာတဲ့မူချီကျူးမဲ့ချစ်သွင်းအညူနဲ့အပြစ်မြင်ဖြစ်ရှင်သောဆန္ဒတစ်ခုနဲ့ခွန်စင်မြတ်တာညွှန်ဆိုခြင်းနဲ့လေမမိခင်တို့တွေ့ခွင့်ပေးပါမယ်ခွန်စင်မြတ်တာညွှန်ဆိုခြင်းနဲ့လေမမိခင်တို့တွေ့ခွင့်ပေးပါမယ်